လူလေးအဲ့ကလေးတွေကမင်းလို့မဟုတ်ဘူးအဲ့ဒါမင်းစားလေးတွေကွာလွန်ခဲ့တဲ့အနှစ်40လောက်ကကျွန်မဦးလေးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အသက်အားဖြင့်6နှစ်ဝန်းကျင်လောက်မှာကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီညကသူအိပ်ရာကနေနိုးလာတော့အိမ်ရှိကုတ်ကိုပင်ကြီးအောက်မှာကလေးတွေရှိနေတဲ့အတန်ကိုကြားလို့ထားကြည့်လိုက်တဲ့အခါတနေ့နှစ်အရွယ်လောက်အဝတ်ပလာနဲ့ကလေးတွေစောင့်နေကြတာကိုမြင်လိုက်ရပါတယ်တဲ့လာရောင်မိန်မိန်လေးတာနေတော့တဲတဲကွဲကွဲတော့မမြင်ရပါပဲသူတို့ရှိနေတဲ့အတန်တွေကအရန်ကိုပျော်ဖို့ကောင်းလို့သူပါသွားဆော့ချင်စိတ်တွေဖြစ်ခဲ့ရတယ်လို့ပြောပါတယ်ခဏကြာတော့ကျမဦးလေးလက်ကြည့်နေတာကိုအိုက်ကလေးတွေမြင်သွားပြီးသူ့ကိုလက်ရက်ခေါ်နေကြပါတယ်တဲ့အဲ့ဒါနဲ့ကျမဦးလေးလည်းအဖွားကိုခေါ်နိုးလိုက်ပြီးအမေဒါဟိုကလေးတွေနဲ့သွားဆော့ချင်တယ်လို့ပြောလိုက်တော့အဖိုးရောအဖွားပါနိုးလာကြပြီဘယ်ကလေးတွေလဲလို့ထားကြည့်တော့မှအိမ်ရှိခုတ်ကိုပင်အောက်မှာစော့နေကြတဲ့မင်းစားလေးတွေကိုမြင်လိုက်လို့အဖိုးကသူ့ရဲ့လောက်လေးကွာနဲ့3ချက်လောက်လှမ်းပစ်လိုက်တော့မျက်စိရှေ့တွင်ပြက်ကုန်ပါတယ်တဲ့အဖိုးကကျမဦးလေးကိုလူလေးအဲ့ကလေးတွေကမင်းလို့မဟုတ်ဘူးအဲ့ဒါမင်းစားလေးတွေကွာကလေးတရေလေးတွေတားရဲလဲဆိုရောလက်မီးဖြားတာတပတ်လောက်ကြာပါတယ်တဲ့ဒါကတော့ကျမဦးလေးကိုယ်တိုင်ကလေးဘဝတုန်းကကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးကိုကျမကပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ယခုလိုမျိုးထိပ်တိုက်ခြားခြားပွဲရအဖြစ်ပြန်တဲ့ကိုတွေ့ဖြစ်ရမယ့်အကြောင်းအရာများကိုကျမတို့ Rio Studio မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် like and follow လေးလုပ်ပေးသွားကြပါဦးနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်